ပျက်စီးသွားပါစေကျွန်တော်တို့ရဲ့ချစ်ရတဲ့လူငယ်တွေရဲ့အနာဂတ်တွေအိမ်မက်တွေပျောက်ဆုံးသွားပါစေသူလုံးဝဂရုမစိုက်ပါဘူးအရေးတောင်မလုပ်ပါဘူးသူပြောနေတဲ့ငြိမ်းချမ်းရေးဆိုတာကလည်းပြည်သူတွေကိုလက်နက်နဲ့အကြမ်းဖက်နှိပ်ကွပ်ပြီးငြိမ်ဝှက်အောင်လုပ်တာကိုပြောတာပါဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်းသူမိသားစုဝင်တွေသူရဲ့နောက်လိုက်တပည့်တွေချမ်းသာကြွယ်ဝဖို့အတွက်ကိုပဲရည်ရွယ်ပြီးပြောနေတာသာဖြစ်ပါတယ်ဒီနေရာကနေကျွန်တော်တခုတည်းတောင်းပန်ချင်တာကတော့ရခင်ကကျွန်တော်ရှေ့ကနေမမရက်ပြီးလိန်ညာပြောဆိုခဲ့မိတဲ့ကိစ္စရပ်တွေဆုံးဖြတ်ချက်တွေအတွက်တကယ်ကိုနောင်တရမိတယ်ဆိုတာပါပဲဒါကြောင့်သူဘာပြောလုံးဝကိုမယုံကြည်ကြပါနဲ့တော့သူဟာခမရတို့ပြည်သူတွေကိုကာကွယ်ပေးမဲ့သူလုံးဝမဟုတ်ပါဘူးသူကခမရတို့ကိုတစားကံဖြစ်အသုံးချပြီးသူရဲ့အာဏာပလင်သူရဲ့ရာဇပလင်ကိုသာအခိုင်အမာတိစောက်နေတာဖြစ်ပါတယ်သူရဲ့လိန်တဲ့လက်ဖျားမှုတွေမမှန်ကန်တဲ့လမ်းစဉ်တွေထဲမှာကျွန်တော်တို့အားလုံးအတူတူနှင်မွန်းခဲ့ကြပြီးပါပြီဒီအခြေအနေတွေဟာတော်သင့်ပါပြီလုံလောက်ပါပြီမင်းအောင်လှိုင်ဆိုတာတိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးတဲ့သူမဟုတ်ပါဘူးသူချစ်တာကသူ့ရဲ့အာဏာကိုပဲအသက်လို့ချစ်မြတ်နိုးတာပါဒါကြောင့်ဘယ်တော့မှသူ့ကိုမယုံကြပါနဲ့တော့ကျွန်တော်လိုပဲယာတုတွေပြုတ်ပြီးအရာဆုံးရှုံးသွားမှနောင်တရတာမျိုးခင်ဗျားတို့ပြည်သူတွေမဖြစ်ကြရအောင်လို့ကျွန်တော်ဒီစကားကိုယင်ဖွင့်ပြောကြလိုက်ရခြင်းဖြစ်ပါတယ်